ကျွန်တော်ရဲ့ချမိတ်ဆွေတငယ်ချင်းများညီကိုမောင်နှမများအားလုံးမင်္ဂလာပါ ASM Basic Electronic Project Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဒီပေါင်းအိုးပေါ့နော်ပေါင်းအိုးလေးကမီးဒီမှာလုံးဝမလာတော့ပါပေါ့နော်ကျွန်တော်စမ်းပြပါမယ်နော်အဲ့ဒါအိမ်တိုင်းမှာအသုံးပြုနေတဲ့เนาะထမင်းပေါင်းအိုးလေးတွေတကယ်လို့အခုလိုမီးမလာဘူးပေါ့နော်မီးမလာတော့ချက်လို့လည်းမရတော့ဘူးပေါ့ဗျာနော်အဲ့လိုအခြေအနေမျိုးလေးတွေကျုံနေရင်ဒါကိုယ်တိုင်အိမ်မှာအလွယ်တကူကိုယ်တိုင်ပြင်ပြီးတော့เนาะပြန်လဲသုံးဆွဲလို့ရအောင်ကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီမှာတွေ့တဲ့အတိုင်းပဲကျွန်တော်မိတ်ဆွေတွေเนาะမီးလုံးဝမလာတော့ဘူးပေါ့ဗျာနော်မီးကမလာတော့ဘူးမလာတော့ထမင်းလဲချက်လို့မရတော့ဘူးเนาะအဲ့ဒါလိုပေါင်းအိုးလေးတွေကိုအခုလိုအခက်အခဲမျိုးလေးဖြစ်နေလို့ရှိရင်တော့เนาะအလွယ်တကူเนาะပြင်လို့ရမယ့်နည်းလေးပါဗျာเนาะအဲ့ကျတော့ဒီလိုဖြစ်နေပြီဆိုရင်ကျွန်တော်တို့ဘာကိုအရင်ဆက်ရမလဲဆိုရင်အခုဒီမှာအရေးကြီးတဲ့ဒီပလက်ကျိုးပေါ့เนาะ AC အဝင် main ကျိုးပေါ့ဗျာเนาะအဲ့ဒီကျိုးအဓိကကကျိုးပြရင်တော့မီးမလာတော့ဘူးပေါ့เนาะအရင်ဆုံးကျွန်တော်တို့ဒါကျိုးကိုရင်ဆက်ပါတယ်ဒါပထမတစ်ပင်ကောင်းတယ်နောက်တစ်ပင်လည်းကောင်းတယ်ဆိုရင်ဒါဝါယာကျိုးကတော့ကောင်းပါပြီเนาะဒီဝါယာကျိုးကောင်းပြီဆိုတော့ကျိုးကလဲစရာမလိုဆိုရင်ဒါပေါင်အိုးအတွင်းကတစ်ခုခုဖြတ်တာပေါ့เนาะအဲ့ကျတော့ဘာဖြတ်နိုင်တယ်လဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့အတွင်းထဲကိုဖွင့်အတူတူကြည့်အောင်เนาะအဲ့ကျဒါကိုပြင်တော့မယ်ဆိုရင်ဒါအောက်အဖုံးအရင်ခွာမှာဖြစ်ပါတယ်ဗျာเนาะဒီမှာအောက်မှာကြက်ထားတဲ့နက်ကလေးတွေကိုဒါအခုလိုပုံစံမျိုးလေးနက်ကလေးတွေအရင်ဖြုတ်ပါမယ်ကျွန်တော်ဒီ channel ကနေเนาะဒီလျှက်စစ်ပစ္စည်းပြင်တဲ့အကြောင်းအရာလေးတွေနောက်တစ်ခါဒီ electronic projects လေးတွေเนาะကျွန်တော်မျှဝေဇက်တိုင်းမျှဝေပေးသွားပါမယ်ဗျာเนาะအရင်ဆုံးကျွန်တော်တို့ဘာကိုစစ်ကြည့်မလဲဆိုရင်ဒီ coin ကောင်းသေးလားပေါ့เนาะ coin ကောင်းမကောင်းသိချင်ရင်အဲ့မှာမီတာကို ohm range မှာထားပါเนาะဒီမှာဆိုရင်140 ohm လောက်ပြပါတယ်အဲ့ဆို ohm တန်ဖိုးပြတယ်ဆိုရင်တော့ဒါ coin ကကောင်းသေးတယ်ပေါ့เนาะ coin မပြတ်ဘူးအဲ့ဆိုရင် AC မီးအဝင်ပလက်နဲ့ဒီမှာเนาะဒီမှာ connection ဆက်ကြည့်ရပါเนาะဒီဘက်ကဒါပလက်ငုံနဲ့ coin နဲ့ကမိတယ်ပေါ့เนาะပထမတက်ငုတ်ကမိတယ်အဲ့ကျတော့မီးမလာတာအဲ့ဆိုကြံတဲ့တက်ငုတ်ဆက်ကြည့်ရမှာပေါ့เนาะအဲ့ကြံတဲ့တက်ငုတ်ကကျတော့ဒီမှာเนาะ fuse လေးခံပြီးတော့ထည့်ထားတာပေါ့เนาะဒီမှာထောက်ကြည့်တဲ့အခါမှာ fuse အဝင်မှာconnection မိတယ်ပေါ့နော်အကြ fuse ရဲ့အထွက်ကိုဒီမှာနော် fuse ရဲ့အထွက်ကိုတိုင်းကြည့်တဲ့အခါမှာလုံးဝမလာတော့အဲ့ဆိုရင်ဒါသေချာပေါက် fuse ပြတ်တာဖြစ်ပါတယ်ဗျာနော် fuse ပြတ်တာဖြစ်ပါတယ်အဲ့ဆိုရင်ကျန်တဲ့အပိုင်းတွေကဒီပေါင်းအိုးမှာအထဲထဲကကြည့်ရတာကတော့သူအသက်နီးပါးကောင်းနေတယ်နော်အဲ့ဆိုရင်ကျန်တဲ့အကြောင်းအရာတွေကလိုအပ်မှဆက်ပြီးတော့ဖွင့်ရမှာပေါ့နော်အခုလောလောဆယ်ဒါ fuse ကိုလဲကြည့်မှာဖြစ်ပါတယ်ဗျာနော်အကြ fuse ပြတ်သွားတဲ့အတွက်မီးကလုံးဝမလာတော့တာဖြစ်ပါတယ်ဗျာနော်ဒီ AC ဒီအဝင်ဟွာလေးကတော့နတ်နေရာလေးကကျိုးနေเนาะအဲ့ဒီဟာလေးလဲ super glue လေးနဲ့ပဲထိန်းလိုက်မယ်နော်သူကဒီ AC အဝင်ဒီခေါင်းလေးကိုသူကအထိုင်မကျပဲနဲ့နတ်ကိုအရန်ကြက်လိုက်လို့နေမှာเนาะအဲ့ဒါကြောင့်မို့သူကဒီနတ်ပေါက်နေရာလေးကပဲ့ထွက်သွားတာပေါ့เนาะအဲ့ဒါလေးကလည်းကျွန်တော်တို့ဒါ super glue လေးနဲ့ပေါ့ဗျာเนาะကတ်လိုက်ရင်တော့အဆင်ပြေပါတယ်ဗျာเนาะအသက်လဲစရာမလိုပါဘူးเนาะကျန်တဲ့ဟာတွေကငုတ်တွေကလည်းအားလုံးကောင်းနေတယ်တန်ကြီးတွေဘာတွေမတက်သေးဘူးပေါ့နော်အဲ့ကြဒါလေးကိုတော့အသက်မလဲပဲနဲ့ဒီတိုင်းလေးပဲ super glue လေးနဲ့ပဲထိန်းလိုက်ပါတယ်အဲ့ကျတော့ကျွန်တော်တို့ fuse အသက်လဲရမှာပေါ့ဗျာနော်အဲ့ကြ fuse ကဒီနော်ဒါလက်ဝဲဘက်ကဒီ plug အဝင်ငုတ်နဲ့နော်အထဲထဲကိုဝင်ထားပါပေါ့နော်အဲ့ဒါလေးဖြုတ်လိုက်ပါမယ်အခုလိုကျွန်တော်တို့ fuse လဲတဲ့အခါမှာလဲမူလပါတဲ့တန်ဖိုးအတိုင်းကျွန်တော်တို့ ampere เนาะ ampere တန်ဖိုးကိုမူလအတိုင်းပဲထည့်တင်ပါတယ်။ဥပမာမူလတန်ဖိုးတဲ့ ampere များတဲ့ဟာကြီးထည့်ရင်လဲသူကအပူလွန်ကဲလဲမဖြတ်တော့ပဲနဲ့လောင်သွားနိုင်တာပေါ့နော်။နောက်ကမူလတန်ဖိုးတဲ့ရော့ရင်လဲ fuse ကခဏပြတ်တာမျိုးဖြစ်နိုင်ပါတယ်เนาะ။အဲ့ဒါကြောင့်မို့ fuse လဲတဲ့အခါမှာမူရင်းတန်ဖိုးလေးအတိုင်းရအောင်ထည့်ဖို့လိုပါတယ်ဗျာเนาะကဲဒါကျွန်တော် fuse လေးဖြုတ်တာဖြစ်ပါတယ်ဗျာနော်အဲ့ဒီမှာသူတန်ဖိုး
တန်ဖိုးလေးကနည်းနည်းတော့ဝါနေတယ်ဗျာနော်သူရဲ့တန်ဖိုးလေးသေချာကြည့်ရမှာဖြစ်ပါတယ်ဒီမှာကြည့်တဲ့အခါမှာတော့ကျွန်တော်တို့10 MB ရဗျာနော်10 MB ရ fuse ဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့10 MB ရပဲပြန်ပြီးတော့ထည့်ရမှာဖြစ်ပါတယ်နော်သူ့တဲ့ရော့လည်းမထည့်သင့်ပါဘူးတိုးပြီးတော့လည်းမထည့်သင့်ပါဘူးနော်ခုနကပြောတဲ့အတိုင်းပါပဲနော်အရာသေချာအောင်ကျွန်တော်ဒါ fuse ကိုပြန်စစ်ကြည့်ရနော်ဒီမှာလုံးဝ connection မလာတော့ဘူးပေါ့နော်ပြတ်သွားတာဒီဘက်ဆိုရင်လာတယ်ပေါ့နော်သူက fuse ကဟိုဘက်ထွက်လိုက်ရင်မလာတော့အဲကြောင့်မို့ဒါ fuse ပြတ်တာသေချာသွားပြီပေါ့နော်အဲဆိုရင်ဒီ10 MB ရ fuse လေးကိုအသက်လဲပါမယ်ဗျာနော်အဲဒါသူငွေရဲ့အတိုင်းပါပဲနော်10 MB ရ fuse ပါသူ့ကိုလည်း connection နော်အသက်ဆိုပြီးတော့ကြာတက်ပြီးမှမကောင်းဖြစ်နေမှာဆိုလို့ဒီမှာတိုင်းကြည့်ပါဦးမယ်နော်ဒီမှာလာပါပြီနော် connection မိပါတယ်အဲဆိုရင်ဒါ fuse အသက်ပါဗျာနော်ကဲဒါလေးထည့်လိုက်ပါမယ်ကဲဆိုရင်ကျွန်တော်အတွင်းကနော်အတွင်းကနက်ကိုအရင်ကြက်လိုက်ပါမယ်သူ့မှာလည်းဒီကာဘာလေးတော့ပါပြီးသားပေါ့နော် fuse နေရာလေးကတော့နည်းနည်းလေးလွတ်နေတာပေါ့နော်ကာဘာလွတ်နေတာပေါ့အဲ့ကြတော့ဒါလေးတက်ပြီးရင်ကျွန်တော်တို့အဲ့ fuse နေရာလေးရပေါ့နော်ဒီကာဘာနည်းနည်းလေးလွတ်တဲ့ဟာကတခြားဒီ body နဲ့သွားထိရင်ဓာတ်လိုက်နိုင်တာပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ကတော့ဒီ pipe ကလေးခံလိုက်မယ်နော်အဲ့ fuse နေရာလေးကို pipe ကလေးထည့်လိုက်မယ်အဲ့ဒါမှကျွန်တော်တို့အဲ့ဒီနေရာကနေတခြားဒီ frame ကိုပေါ့နော်ထဲထဲက frame တစ်ခုခုကိုသွားထိရင်ဒါဓာတ်မလိုက်တော့ဘူးပေါ့ဗျာနော်အဲဆိုရင်ဒါအဲ့လိုကာဘာလေးရလဲ pipe ကလေးပေါ့နော်အပူခံ pipe ကလေးလည်းထည့်သင့်ပါတယ်နော်ဒါမှကျွန်တော်တို့အထဲထဲမှာသုံးတာကြားလာတဲ့အခါမှာသူကနော်ဒီတန်ကိုယ်တဲ့နဲ့တစ်ခုခုနဲ့သွားမထိမိအောင်ပြီနော်ဘေးကင်းကင်းအသုံးပြုလို့ရအောင်ပေါ့နော်ပြီးရင်တော့ဒါခုနကဖြုတ်တဲ့နေရာအတိုင်းဒါ AC အဝင်နေရာနက်ကလေးကြက်လိုက်ရင်တော့ရပြီရလောက်ပါတယ်နော်တခြားဟာတွေကမဖြတ်လောက်ဘူးဗျအခြားဟာတွေကတော်တော်လေးကောင်းနေရပေါ့နော်အဲကြောင့်ကျွန်တော် fuse လေးပဲလဲပြီးတော့စမ်းကြည့်ပါမယ်ဒီနေရာလေးလဲကြက်တဲ့အခါမှာတေချာချာလေးကြက်ဖို့လိုပါတယ်နော်သူကမမိတမိဖြတ်လို့ရှိရင်အဲ့ဒီနေရာကခဏလေးပူးလာပြီးတော့ဒီ AC ပလက်ထိုးတဲ့နေရာပူတာပေါ့နော်ပူပြီးတော့ခဏလေးလောင်းသွားတတ်တာပေါ့နော်အဲ့ဒါကြောင့်မို့နတ်ကြက်တဲ့အခါမှာလဲတေချာချာလေးထိမိမိလေးကြက်ပေးဖို့လိုပါတယ်နော်ပြီးရင်တော့ဒီအထဲမှာသူကဒီနတ်ကိုဆွဲတဲ့ဒီ rubber ပြားလေးပါသေးရနော်အဲ့ဒါလေးနဲ့တေချာလေးဒီခေါင်းလေးရပေါ့နော်အထိုင်လေးတေချာကြက်မှာဖြစ်မှာနော်ဟိုလိုအထိုင်မကြဘဲနဲ့ကြက်လိုက်လို့ခုနကသူတစ်ဖက်ကပဲ့နေရပေါ့နော်အဲ့လိုလေးမဖြစ်အောင်နှစ်ဖက်မျှပြီးတော့တေချာလေးကြက်ပြီးမှအထိုင်လေးကြပြီးဆိုမှနာလေးကြက်ပေးလိုက်ပါနော်ဟိုဘက်ဒီဘက်ပေါ့နော်ဟိုဘက်ဒီဘက်ကိုနာလေးမျှပြီးတော့ကြက်လိုက်ရင်ရပါပြီနော်ဟုတ်ကဲ့ဒါပြီးရင်တော့ခုနက fuse ကတကယ်တမ်းကသူမူရင်းပါလာတာကိုက fuse ကဝါယာနည်းနည်းရှည်နေပေါ့နော်ရှည်လွန်းနေတာနည်းနည်းလေးအဲ့လိုလေးကွေးလိုက်ပေါ့ဗျာနော်ကျွန်တော်ဖြတ်လဲမဖြတ်ချင်တော့လို့မို့ဒီတိုင်းလေးပဲမူရင်းပါလာတဲ့အတိုင်းလေးပဲထည့်လိုက်ပါပြီနော်ဒါဆိုရင်တော့ကျွန်တော်ဒါနောက်ဖုန်းပိတ်ပါပြီအကြဒါမျိုး fuse လဲတာလောက်ကတော့နော်လူတိုင်းဒါအိမ်မှာနော်ကြောက်လက်လေးတစ်ချောင်းရှိရင်ဒါလုပ်လို့ရပါပြီဗျာနော်အဲဒါကြောင့်မို့မီးလုံးဝမလာတော့ဘူးဆိုရင်တော့ပြတ်နိုင်ကြီးက fuse ပြတ်ဖို့များတာပေါ့နော်မီးလာရသားနဲ့မှမပူဘူးဆိုရင်တော့ဒီ coin ပြတ်တာလည်းဖြစ်နိုင်တယ်လို့နောက်တစ်ခါဒီချက်တဲ့အခါမှာ cooking ပေါ့နော် cook ခလုတ်နှိပ်တဲ့အခါမှာအထက်တွေက point လေးတွေကကြာတော့ဒီတန်ကြီးတက်တာတို့ဘာလို့เนาะအဲ့ဒါလေးတွေလည်းကျက်နိုင်ပါတယ်အဲ့ဒါလေးတွေကတော့ကျွန်တော်တို့အုံလိုက်ဝယ်လဲလို့လည်းရပါတယ်เนาะcoin ဆိုရင်လည်းအခုကတော့ပစ္စည်းကဝယ်လို့ဟိုအဆင်ပြေပါတယ်เนาะ coin လေးလည်းလဲလို့ရတယ်အခုဟာကတော့ဒါမီးမလာတာဖြစ်တဲ့အတွက်ဒီမှာအဆင်ပြေသွားပြီเนาะဒီမှာမီးလာသွားပါပြီเนาะအဲ့ဆိုရင်တော့ဒါချက်လို့ရသွားပြီပေါ့เนาะအဲ့ကျကျွန်တော်ကတော့ရေနွေးအိုးလေးတည့်ကြည့်မယ်เนาะထမင်းအထိတော့မချက်တော့ပါဘူးเนาะဒါမီးလာရင်တော့ coin ပူဖို့များပါပြီဗျာเนาะ
အဲ့ဒါခုနကပြောလို့ပဲမီးလုံးဝမလာတော့တာဆိုရင်တော့ဒီ fuse ပြတ်တာဖြတ်နိုင်တယ်တကယ်လို့ fuse မပြတ်ဖ ೇನೆ မီးရလာတယ်ပေါ့နော်မီးလာတဲ့နဲ့ထမင်းကမချစ်ဘူးเนาะမပူ coin ကမပူတော့ဘူးဆိုရင်တော့ခုနကပြောလို့ coin ပြတ်တာဖြတ်နိုင်တယ်လို့နောက်တော့ခုနကဒီမောင်းတန်လေးတွေက point လေးတွေကြားလာတော့တန်ကြီးတက်တာလည်းဖြတ်နိုင်ပါတယ်เนาะကဲဒီမှာเนาะရေနွေးကိုပွက်သွားပါပြီအဲဆိုရင်အဆင်ပြေသွားပါပြီဗျာเนาะကျွန်တော်မိတ်ဆွေတငယ်ချင်းတွေလည်းအားလုံးအဆင်ပြေကြပါစေဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ခင်ဗျာ